ဇန်နဝါရီလ9ရက်နေ့မင်းသုံးပါးပွဲပြီးနောက်ဗုဒ္ဓဟူးနေ့ရှင်မာကုဧဝံဂေလိကျမ်းအခန်းကြီး6အခန်းငယ်45မှ52ထို့နောက်ကိုရောသည်လူစုဝေးတို့ကိုပြန်လွှတ်တော်မူစဉ်ချက်ချင်းပင်မိမိတပည့်တော်တို့၏လေပေါ်သို့တက်စေ၍တစ်ဖက်ကမ်းရှိဘက်သဆိုင်းဒါမြို့သို့မိမိတို့ရှေ့မှဥစွာသွားစေတော်မူ၏လူစုဝေးတို့အားပြန်လွှတ်ပြီးနောက်ကိုရောသည်ဆုတောင်းခြင်းကတောင်ပေါ်သို့တက်ကြွတော်မူ၏ညအချိန်ရောက်သောတပည့်တော်၏လေမှာအိုင်အလယ်၌ရောက်ရှိနေပြီးကိုရောမူကားကုန်းပေါ်တွင်တပါးရီရှိနေတော်မူ၏လေဆံဖြစ်နေသောကြောင့်တပည့်တော်တို့သည်ခက်ခဲစွာလှော်ခတ်နေကြသည်ကိုရောမြင်တော်မူ၏မိုးတောက်ရန်အချိန်၌ကိုရောသည်ရေပြင်ပေါ်တွင်ရှောက်လန်းလျက်သူတို့ရှိရာသို့ကြွလာတော်မူပြီးမှသူတို့ကိုကြော်ဖြတ်သွားမည်ပြု၏သူတို့မူကားရေပြင်ပေါ်တွင်ရှောက်လန်းနေသောကိုရောကိုမြင်ကြလျင်တစေးဟုထင်မှတ်၍အော်ဟစ်ကြလေ၏အကြောင်းမူကားသူတို့အားလုံးသည်ကိုရောကိုမြင်ကြ၍ထိတ်လန့်တုန်လှုပ်ကြသောကြောင့်ဖြစ်၏သို့သောကိုရောကသူတို့အားတတိရှိကြလော့ငါဖြစ်၏မကြောက်ကြနှင့်ဟုချက်ချင်းပင်မိန့်တော်မူ၏ထို့နောက်ကိုရောသည်သူတို့ရှိရာလှေပေါ်သို့တက်တော်မူသောအခါလေသည်ငြိမ်သက်သွားလေ၏သူတို့သည်အလွန်အမင်းအံ့အားသင့်ကြကုန်၏အကြောင်းမူကားပေါင်မိုး၏အံ့ပွဲဖြစ်ရကိုပင်နားမလည်နိုင်လောက်အောင်သူတို့၏စိတ်နှလုံးသည်ခိုင်မာကြသောကြောင့်ပေတည်းယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း Do not be afraid မကြောက်ရွံ့လေနဲ့ဒီစကားလေးဟာခရစ်စမတ်ကာလတခြားလုံးမှာကျွန်တော်တို့ကြားကြရတဲ့စကားဖြစ်သလို Easter ဘာစကားပွဲကာလမှာလည်းပဲကြားရအောင်မဲ့စကားဖြစ်နေပါတယ်ဖျားထံမှာစကားသူကိုယ်တိုင်ပြောလာတဲ့စကားတချို့သောနေရာတွေမှာသူ့ရဲ့ကိုယ်စားတရားဓမ္မတွေကပြောလာတဲ့စကားတွေဖြစ်ပါတယ်ဥမာစိန်လူခန်းကြီး1ခန်းငယ်73မှာဇာခရိယကိုကောင်းကင်တမန်တော်ကပြောလာခြင်းမျိုးခန်းငယ်30မှာပဲမေတော်ကိုပြောလာခြင်းမျိုးမဿယူခန်းကြီး1ခန်းငယ်20မှာတန်စုဆယ်ကိုအိမ်မက်ထဲမှာပြောလာတဲ့ပုံစံမျိုးပြောလာခြင်းဖြစ်ပါတယ်ရှင်မြတ်ထမြောက်ချင်းတဲ့အဖြစ်အပျက်တွေမှာလည်းပဲကျွန်တော်တို့ကြားကြရပါလိမ့်မယ်မကြောက်ရွံ့လေနဲ့စိန်မတ်မှာရှိတယ်စိန်မတ်သဲမှာလည်းရှိသလိုစိန်လူကျမ်းနေမှာလည်းပဲရှိတာကိုတွေ့ရပါတယ်ထို့တူပဲဒီလိုမကြောက်ရွံ့လို့နေဆိုတဲ့စကားဟာသူ့ရဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့အံ့ဩဖွယ်ရာတွေပြုလုပ်ခါနီးတယ်မှာလည်းပဲသခင်စုကိုယ်တိုင်ပြောတဲ့စကားဖြစ်နေတာကိုတွေ့ရပါတယ်မနေ့ကတော့ကြားတဲ့ကျမ်းမှာလူ9000ကိုတွေးမွေးတဲ့အံ့ဖွယ်ကောင်းတဲ့အဖြစ်အပျက်ကိုပြသခြင်းအပြင်သူဟာကျင်နာခြင်းနဲ့ပြည့်ဝတဲ့သိုးတယ်မိမိကိုယ်ကိုကျွေးတဲ့အသက်ပေးတဲ့အရှင်ဖြစ်ပေးအပ်လာတာကိုတွေ့ရပါတယ်ဒီနေ့မှာတော့လောကလမ်းမှာလှိုင်းလုံးတွေကြားမှာရုန်းကန်လှုပ်ရှားနေရတဲ့တမန်တော်အဖွဲ့အစုကိုသူကနေပြီးတော့မကြောက်ရွံ့လင်းနေဆိုပြီးအာမခံထားတာကိုတွေ့ရပါတယ်ပထမတစ်ချက်အနေနဲ့ကတော့ဒီမကြောက်ရွံ့လင်းနေဆိုတဲ့စကားဟာမကြောက်ရွံ့ယုံတတ်တတ်မဟုတ်ဘဲရဲရင်ဖို့လည်းပဲပါနေပါတယ် be brave ရဲရင်ပါဘာကြောင့်လဲဆိုရင်သူကိုယ်တိုင်ပါရှိနေတယ်ကျွန်တော်တို့တတိပြုမိသည်ဖြစ်စေတတိမပြုမိသည်ဖြစ်စေဘုရားသခင်ဟာနေ့စဉ်အဖြစ်ပြက်တိုင်းမှာပါဝင်လျက်ရှိပါတယ်လောကအလယ်မှာကြောက်စရာများမကြာခဏကြုံကြရပါတယ်စိုးရိမ်စရာတွေလည်းပဲရှိပါတယ်ပူပန်စရာတွေထိတ်လန့်စရာတွေမလုံခြုံတဲ့အရာတွေလည်းများစွာတွေ့ကြုံကြော်ဖြတ်နေကြတဲ့အခြေအနေတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့မသိရှိပေမဲ့တတိမထားမိပေမဲ့သူကိုယ်တိုင်တည်ရှိနေပါတယ်ဆိုတဲ့အချက်ကိုလူအဖြစ်ယူခြင်းအပြင်သက်သေပြခဲ့ကာဒီနေ့ဂရီကိုပေးလာခြင်းပဲဖြစ်ပါတယ်ဒီကျမ်းမိုက်လေးရဲ့အစီအစဉ်တခြားရေးသားထားတာကိုလည်းကျွန်တော်တို့တတိပြုရမှာပဲဖြစ်ပါတယ်သူမကြောက်ရွံ့လင်းနဲ့ပြောပြီးတဲ့အခါကျမှသာလှိုင်းဟာငြိမ်သက်သွားတယ်ပင်လယ်ဟာငြိမ်သက်သွားတယ်လို့ဆိုပါတယ်ဒီလိုစွမ်းအားတစ်ခုပြလာခြင်းတွေထဲမှာမှသူ့ရဲ့အကြီးဆုံးစွမ်းအားတစ်ခုဖြစ်တဲ့ချစ်ချင်းမေတ္တာကိုလည်းပဲ
ဆက်လက်ပြီးတော့ပြသအောင်မှာလည်းပဲဖြစ်ပါတယ်အထူးသဖြင့်ခရစ်စုတိုင်းမှာသူ့ရဲ့ချစ်ချင်းမြတ်တာစွမ်းအားတကောကိုပြသအောင်မှာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မကြောက်ရခြင်းအကြောင်းရင်းစိတ်ချလုံခြုံရခြင်းအကြောင်းရင်းဟာသူ့ရဲ့ချစ်ချင်းမြတ်တာသူကျွန်တော်တို့တယောက်စီကိုချစ်နေလို့ပဲဖြစ်ပါတယ်သူ့ရဲ့ချစ်ချင်းမြတ်တာလောက်စွမ်းအားတကောကြီးတဲ့အရာမရှိပါဘူးကျွန်တော်တို့စိုးရိမ်ပူပန်နေရတဲ့အရာတွေအားလုံးထက်ကိုစွမ်းအားတကောကြီးပါတယ်သူလိုက်ပါတည်ရှိနေတယ်ဆိုတဲ့အချက်ကိုပို့ပြီးယုံကြည်လေကျွန်တော်တို့ထံမှစိုးရိမ်ကြောင်းကြောင်းစိတ်တွေပို့ပြီးကမှနဲနဲသွားလေပဲဖြစ်ပါတယ်ဒီခရစ်စမတ်ရာသီဟာသူလိုက်ပါတည်ရှိနေတယ်ဆိုတဲ့အချက်ကိုယုံကြည်ခြင်းကိုပုံမနှက်ဆိုင်အောင်ကြိုးစားကြရမယ်ပြန်လဲပြီးဆုတောင်းကြရမယ်ကာလလည်းပဲဖြစ်ပါတယ်ဒီအဖြစ်ပြတ်မတိုင်ခင်မှာသူဆုတောင်းနေခဲ့တယ်လို့လည်းဆိုပါတယ်သူ့ရဲ့စွမ်းအားတကူခမီးတော်ရဲ့စွမ်းအားတကူလည်းပဲဖြစ်နေပါတယ်ခမီးတော်နဲ့အဆက်အသွယ်ပြုခြင်းသူတို့နှစ်ပါးကြားထဲမှာတည်ရှိတဲ့ချစ်ချင်းမေတ္တာရဲ့စွမ်းအားတကူလည်းပဲဖြစ်နေပါတယ်ဒီစွမ်းအားတကူအတွင်းသို့ကျွန်တော်တို့တယောက်စီကိုပါဝင်စေတယ်လိုက်ပါစောင့်ရှောက်ကာကွယ်ပေးနေပြီးစိတ်ချလုံခြုံတဲ့နေရာကိုခေါ်ဆောင်သွားမှာပဲဖြစ်ပါတော့တယ်ကြောက်ရွံ့စိုးရိမ်ခြင်းများမှတဖြည်းဖြည်းကင်းဝေးစေရန်ကိုရောအပေါ်ယုံကြည်ခြင်းအားတဖြည်းဖြည်းနှက်ဆိုင်စေတော်မူပါ